အားလုံးပဲこんにちはဆက်ပါဒီဗီဒီယိုမှာတော့ကျွန်တော်ကက်ကလေးနည်းနည်းဖောက်မယ်အထုပ်လေးနည်းနည်းဖောက်မယ်ပြီးတော့အဓိကဖောက်ချင်တဲ့အထုပ်ကultra rare bandage တဲ့ mystery pack လေးဖောက်ရတာကျွန်တော်လည်းသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ gardening rare ပေါ့နော် rare တစ်ခုဒါမှမဟုတ်ရှင်သူ့ရဲ့ bandage ပေါ်မူတည်ပြီးတော့တစ်ခုနှစ်ခုသုံးခုပေါ့အဲ့လိုတေးချာပေါက်ဖို့အထက်မှာ rare တစ်ကက်ကrare တွေကပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရက်ပိုင်းတွေမှာလည်း mystery pack လေးဖောက်ဖြစ်ပါတယ်ဒီဂျပန်ထုတ်လေးထုတ်ပေါ့နော်ဒါလေးဖောက်မယ်ပြီးတော့အလာဘာလေးဖောက်နေနေရှော့ပေါ်ကြတာပေါ့ let's go ဆွေးနွေးကြတာပေါ့ဒီရက်ပိုင်းမှာကျွန်တော်ဒီ Pokemon နဲ့ပတ်သက်တဲ့ content လေးတင်လာပြီးတဲ့နောက်ပိုင်းပေါ့နော်ဒီမြန်မာနိုင်ငံမှာလည်း comment လောက်နေတယ် Pokemon နဲ့ပတ်သက်တဲ့ community လေးအများကြီးလူတွေအများကြီးရှိတာတတိထားမိတယ်ဒါပေမဲ့စိုးတာသူတို့ကဘယ်ကနေဘယ်လိုပွဲပြီးဘယ်လိုစူးရမလဲဆိုတော့မသိဘူးဖြစ်နေတာများတယ်ပေါ့နော်တည့်ရလူတွေရှိပါတယ်ကျွန်တော်ဆရာကြီးမဟုတ်ပါဘူးတည့်ရလူလည်းရှိပါတယ်ဒါပေမဲ့မသိရလူကများတယ်ထင်ပါတယ်အဓိကကျွန်တော်တို့တည့်ရလူတွေကလည်း content creator တွေမဟုတ်ဘဲနဲ့ player တွေများတယ်အဲ့တော့သူတို့ကလည်းပြန်ပြီး sharing လုပ်ပြီးလေးမရှိဘူးပေါ့နော်ကျွန်တော်လည်းဆရာကြီးမဟုတ်ပေမဲ့ပေါ့ဒါပေမဲ့ဟိုတူတူကိုပဲဗျာအဓိကကျွန်တော်ရဲ့ယူရချက်ကကျွန်တော်ဒီ pack လေးတွေဖောက်လို့ရှင်တယောက်တည်းဖောက်တယ်ပဲထားပါတော့တယောက်တည်းဖောက်တယ်၄တော့လုံးမှာအရန်မိုက်တဲ့ကတ်တွေကြားရပဲထားပါတော့ခင်ဗျားဘယ်သူမြင်မှာလဲခင်ဗျားတယောက်တည်းပျော်နေတာဟုတ်တယ်မလား fan ဖြစ်နေတယ်နည်းနည်းတော့ lonely ဖြစ်တယ်အဲ့တော့ဟိုအဓိကကျွန်တော်ဖြစ်ချင်တာဟောငါဒီလိုကတ်လေးရှောက်ဖောက်မယ်ရှောက်စုမယ်ဒါလေးကိုကျွန်တော် content လုပ်မယ်အဲ့တော့ကြည့်ရတဲ့လူလည်းနည်းနည်းဟောဒါဒီလိုရှိပါလားဒါဒီလိုရှိပါလားဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံပေါ်ကြည့်ပြီးတော့ဒီ Pokemon ကတ်တွေဆိုတာဘာတွေလဲဆိုတော့သူတို့လည်းတီကောင်းတီးသွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းပညာပေးနိုင်တဲ့ဆရာကြီးအစင်မဟုတ်ပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုခင်ဗျားတို့နဲ့ sharing လုပ်ပြီးတော့အတူတူပြောတဲ့သဘောပါအဲ့တော့ကျွန်တော်ဒီဝယ်မယ်ကျွန်တော် Pokemon ကတ်တွေဝယ်မယ်စုမယ်ဖောက်မယ်ဆိုလို့ရှိရင်ဘာတွေသိထားရမှာလဲဆိုတော့ကျွန်တော်တို့ကအဓိကရွေးချယ်စရာလောလောဆယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာ၅မျိုးရှိတယ်အင်္ဂလိပ်ကတ်တွေရှိမယ်အင်္ဂလိပ်ကတ်တွေဆိုတော့ကျွန်တော်ပုံမှန်မြင်နေကြကတ်တွေပေါ့နော်ပြီးတော့ဂျပန်ကတ်တွေရှိမယ်အကယ်၍အင်္ဂလိပ်ကတ်ပတ်တစ်ထုပ်က$5တန်တယ်ဆိုလို့ရှိရင်ဟောဈေးကတော့ကိုယ့်ကိုပြန်တွက်ကြည့်ပေါ့နော်$5တန်တယ်ဆိုလို့ရှိရင်ဂျပန်ကတ်တွေက$3လောက်ပဲတန်တယ်ပြီးတော့သူ့ရဲ့အောက်မှာဘာထက်ရှိလဲဆိုတော့ Korean နဲ့ Chinese ရှိတယ်ကိုရီးယားကတ်တွေနဲ့တရုတ်ကတ်တွေသူတို့က$ကို2ကျပ်ခွဲလောက်ပဲရှိတယ်အဲ့တော့အင်္ဂလိပ်ကတ်ထက်စားလို့ရှိရင်တော့ဈေးလောက်ကိုတော့ကျတယ်ဈေးကလျော့တယ်ပေါ့နော်ဒီသူ့ရဲ့အောက်မှာကျွန်တော်တို့တခြား community တခြားနိုင်ငံကတ်တွေရှိတယ်ပေါ့အများဆုံးအပြင်ထိုင်းကတ်တို့ဟိုဂျာမနီကတ်တို့အဲ့ဒါရှိတယ်မရှိဘူးရှိရတယ်ကျွန်တော်ကမမြင်ဘူးလားတရုတ်ကတ်တွေတော့မှဒီရောက်မှမြင်ဘူးလားနော်အဲ့တော့ကိုကဘယ်လိုကတ်တွေစူးကျင်တာလဲအကြံပေးချင်တာတော့ကျွန်တော်တို့အရန် hype တဲ့ကတ်တွေကိုရှောင်တင်တယ်ဘာလို့လဲဆိုတော့ဒီလူကတ်တွေဆိုတာလေဝယ်ဖို့ဆိုတာဈေးကအရန်မြောက်တယ်ဗျာဈေးကအရန်ကြီးတယ်ပြီးတော့ဟိုအဲ့ကတ်ကအကယ်၍ဗျာဒီ Charizard ရဲ့ full app ဒီကတ်ကအရန်နာမည်ကြီးနေပြီထားပါတော့အဲ့ကတ်က2025မှာဈေးကြီးဆုံးကတ်ဖြစ်နိုင်တယ်ပြီးတော့ဒီကောင်ပါတဲ့ဒီ pack တွေကတထုပ်ချင်းကိုလည်းဈေးတက်သွားနိုင်တယ်သူ့ရဲ့ box တွေ bundle တွေအကုန်လုံးကဈေးတက်တယ်အဲ့တော့ကျွန်တော်တို့လိုမြန်မာနိုင်ငံလူတွေအတွက်တော့မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်မဖြစ်နိုင်ပါလေ potential တော့ဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ကတော့အကြံပေးချင်တာကျွန်တော် Pokemon ကတ်တွေစူးကြပြီးဟေးဆိုလို့ရှိရင် miss and match ပြဒီကတ်ခင်ဗျားကိုပြောင်းအောင်လုပ်နိုင်တယ်ခင်ဗျားရဲ့ memory အများကြီးပေးနိုင်တယ်ဆိုလို့ရှိရင်ဒီကတ်စူးတင်တယ်လေဟိုသူများတွေအရန်ကြိုက်ပြီးအရန် hype နေတဲ့ကတ်မှာလိုက်စူးရမယ်လို့ကိုတော့တတ်မှတ်ထားလို့လေဟုတ်တယ်မလားโอเคအဲ့ကတ်တွေကိုပဲလိုက်မှဆိုပတ်စံစိတ်ချငါတောက်လေးကိုကုန်တယ်$ကို1000ချီလောက်ကုန်နိုင်တယ်ကဲအဲ့ဒါကျွန်တော် pack လေးဖောက်ကြတော့အလာပါလေးလေဟိုခင်းနဲ့ကတ်လေးဖောက်နေလူဂီယာထုတ်ပါမယ်ပြီးတော့ဒီ Violet EX လူဂီယာကနှစ်ထုတ်ပေါ့နော်အဲ့ဒါလေးဟိုထောက်ကြည့်ပါမယ်ဂျပန်ကတ်တွေပဲပြီးတော့ပြောချင်တာအဲ့ဒါပေါ့နော်ဟိုအင်္ဂလိပ်ကတ်တွေစုမယ်ဆိုလို့ရှိရင် player တွေနဲ့ TCG player တွေနဲ့ဆိုလို့ရှိရင်စော့မယ်ဆိုလို့ရှိရင်အင်္ဂလိပ်ကတ်တွေတော့ပိုကောင်းတာပေါ့ဒါပေမဲ့ဂျပန်ကတ်တွေကိုရီးယားကတ်တွေတရုတ်ကတ်တွေစုပြီးလို့စော့မယ်ဆိုတော့ဘာနားလေလို့လဲအဲ့ဒါသူတို့မှရေးရတဲ့ဟာရဘာရေးရမှမသိဘူးအဲ့တော့ဘယ်လိုစော့လဲအဲ့တော့ player တွေတော့အင်္ဂလိပ်ကတ်လေးပို့စုပေါ့နော်အဲ့လိုပေါ့ let's go
ဒါတော့နောက်ဆုံးမှဖောက်လိုက်မယ် free BB ဆိုပြီးတော့ပေးလိုက်တာလေးပါမှာခိုင်လာရဲ့ Pokemon Store ပေါ့နော်ဆိုင်တော့အပိထားရပါနောက်ဆုံးမှဖောက်လိုက်โอเคကျွန်တော်အဆိုဒီလူပြတ်ထုတ်ရင်ပေါ့ကျွန်တော်ကအဲ့ဒါဆိုကျွန်တော် Pokemon လည်းမသိဘူးဒီဘောကနာမည်လည်းမသိဘူးအဲ့လိုဟုတ်တယ်မလားအဲ့တော့ဟိုစုံမယ်ဆိုလို့ရှိရင်တော့ TCG player ဆိုတော့ elite ကတည်းကပိုကောင်းတာပေါ့ဒါပေမဲ့ဟုတ်တမ်းမှားတာလည်း trick ကဒီကောင်ကပါတယ်ဒီကောင် Scontan ရဲ့ V အောက်မှာလည်းပါတယ်ဗောနော် rare ပေါ့ secret rare လားScontan ရဲ့ V လေးပေါက်ပါတယ်ကတ်ထရစ်ကတော့တမ်းမှားတော့လှည့်လိုက်တမ်းပေါ်လာဒီကောင်ကြီးစိုးအောင်လိုက်ပါတယ်ဒီကောင်လေးဟို Pokemon ဒီကောင်ပီကာချူလေးကျွန်တော်မှရှိတယ်Scontan လည်းတော့ဒါမှနားမလဲဟုတ်တယ်မလားဒါနားမလဲစော့မယ်ဆိုရင်တော့ဘယ်လိုစော့ကြမှာလဲနော်အဲ့တော့ဆိုတော့တစ်ခါကလေးပါကြည့်โอเคဟောပြီးတော့ဒီဂျပန်ကတ်တယ်ဆိုလို့ရှိရင်9ကတ်ကနေပြီးတော့9ကတ်အထိပါတယ်ဟိုအင်္ဂလိပ်ကတ်တွေမှာဆိုလို့ရှိရင်10ကတ်နဲ့10ကတ်ပါတယ်ဗောနော် energy ကတ်နဲ့ဆိုတော့ energy ကတ်နဲ့ဆိုတော့7ကတ်ပေါ့โอเคဒီကောင်လေးရပါတယ်နောက်လို့ရှိရင်တချို့လူတွေလည်းရှိရပါတော့ဒီ generation တစ်ခုကဒီ generation တစ်ခုက Pokemon တွေအကုန်လုံးစုတာပေါ့အဲဆိုလို့ရှိရင်တော့ generation မှာဘာကောင်တွေပါလဲအကောင်တွေအကုန်လိုက်စုတယ်ဒီကောင်တွေ evolve ဖြစ်တဲ့ဟာတွေအကုန်လုံးစုတယ်ဟိုဘာကတ်တယ်လို့သတ်မှတ်ထားပဲ Charizard ကဒီ generation မှာပါတယ်ဆိုလို့ရှိရင် Charizard က ANCT ရဲ့ color ဖြစ်ခြင်းဖြစ်နိုင်တယ် Seaport ရဲ့ color ဖြစ်နိုင်တယ်ဒါပေမဲ့ဒီ generation ထဲမှာ Charizard ပါနေတဲ့ Charizard ကိုစုတယ်အဲလိုသဘောပေါ့နော်အငြင်းတိုင်းတော့အဲ့လိုဈေးကြီးရဲ့ကတ်တွေတော့လိုက်ရမယ်လို့တော့မရှိပါဘူးဒီကတ်တွေကကိုနဲ့ memories ရှိတယ်ဟုတ်တယ်နော်ဒီကတ်လေးရစုဖို့ပဲများပါတယ်ဒီလူချင်တစ်ခါဆိုရင်တော့လာပြောရင်တော့ပြန်ရောင်းပြမယ်ပေါ့နော်ဒါနဲ့ပုံမှန်တော့တင်ပြီးရောင်းတော့ပေါ့ဟေးမောင်လေးရတယ်ဒီကောင်ရဲ့နာမည်က Violet EX တင်တယ်သိပြီးတော့လေးလာဘူးတော့လေမမဟုတ်ရတယ်ဒီကပ်ဘယ်တင်လိုက်တာနော်ဟုတ်ဘူးလို့လေလူတင်လာပဲစပိုဝိုးအားရတယ်ကွာသဘောရပြီကောဒါဟိုဟာ Graver ရဲ့ secret app လေးလေးပါနော်မစိုးပဲဈေးတော့မရှိဘူးဒါပေမဲ့တော်တော်လှရကြည့်မကန်ကာလေးတွေပေါ့ကိုကီကောလေးတွေဟာချက်စရာလေဒီကတည်းကတော့မတောင်းဘူးမရှိတော့လားနှစ်ချက်လောက်မရှိတော့တစ်ချက်ခွဲလောက်ပဲရှိပါဒါပေမဲ့ကြည့်ရလှရတကယ်အဲ့လိုလေးလေတိုက်တယ်ပေါ့နော်အဲ့လိုလေးစုတာပိုကောင်းပါလေဟိုငါကိုကြည့်ရရအောင်ဖောင်းမယ်ကြည့်ရပေါင်းရင်ပြန်ရောင်းမယ်ဆိုတာဈေးကြီးကြီးဖောက်ဖို့ပြန်ရောင်းနိုင်မှုတော့ငါဈေးတွေအများကြီးကုန်ပြီးပွဲရပတ်စံအများကြီးသုံးပြီးပွဲရဟုတ်တယ်မဟုတ်ဘူးမိုက်တယ်ဒါကျွန်တော်ရဲ့ opinion အနေနဲ့ကျွန်တော်ရဲ့ personal opinion ကိုပြောတာပေါ့နော်ဘယ်လိုစုလဲဘာညာဆိုတာတော့နောက်တော့များတော့ personal ရှိလို့ရှိရင်တော့စုဖို့အများကြီးဟုတ်တယ်မလားဒီကကတ်ထရီတွေပဲလုံးနေတယ်ပေါ့ရောအော် sea stone နောက်လည်းတစ်ချက်ခွဲလောက်ပဲတောင်းโอเคနည်းနည်းလေးပေါ့နော်နည်းနည်းလေးဖောင်းပြီးဟိုလေးပေါက်တယ်ပြီးတော့ဗီဒီယိုလည်းဘာမှမဝင်ဘူးဗီဒီယိုအကြိုက်ရှည်နေမှာဆိုလို့လေဒီကမှာလိုက်အမေဟိုဘာမှမပေါ့ဒီချို့ Pokemon တွေဆိုကျွန်တော်နာမည်အောင်မသိဘူးဘာလို့ဆို2026မှာ Pokemon Go ပေါ်လာပြီကောင်းရေး Pokemon Go တွေလည်းဖန်ကြမျိုးတွေပတ်ပြီးတော့လည်းဖန်ကြအမှအဲ့ကြောင့်ပြန်ပြီးတော့စိတ်ဝင်စားလာတော့ပြီးတော့ကျွန်တော်ကပုံလိုက်နော်ပြီးတော့ကျွန်တော်ဒါလေးပေါ့အဲ့နဲ့ပြီးတော့ကျွန်တော်2016မှာChina ဘက်စားတော့တင်တယ်ပေါ့နော်အဲ့ဘက်မှာ China မှာလုံးဝ Pokemon ban လာပြီးတော့2021လောက်ကြာတော့မှသူတို့ရဲ့ set တွေကို official အမေပေးလိုက်ပြီးပြန်ထုတ်တာပေါ့နော်အဲ့တော့ဒီ2021လောက်မှာသူက Pokemon ကတရုတ် version ထွက်လာတာထင်တယ်
အရင်တော့လုံးဝဘန်တာဘာမှမရှိဘူးပြောနေပတ်သက်တာကျွန်တော်ဖောက်ကြည့်တော့နော်ဒီလို rail တွေတော့တေချာပေါက်ပါမယ်လို့ပြောတယ်နော် outer rail ကန်တယ်ဖောက်ကြည့်အောင်ဟောဒီမှာ freebie လေးရှိ freebie ရေးကြည့်လိုက်မယ် thank you so much for your purchase please don't forget to give a positive rating if you like our product သူတို့စီအဝယ်ပြီးတော့ support ပေးထားတာပေါ့နော်ဗန်စီယာဒီကောင်ဆို generation ပြတ်သွားတယ်မြင်တော့မမြင်ဘူးဒီပေါ်တော့ရှင်းမြင်ပုံတယ်နော်ဒီမှာ execute water blank trade floor ဒီကောင် free relay ပေါ့နော်โอเคကျွန်တော်တို့ ray ဘာတွေဘယ် ray ပေါက်မလဲဘာတွေကြမလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင်ဒီတော့တုတ်လာလေးနဲ့ခိုင်းထည့်တာပြီလားโอเคဒီမှာခုပါ ray လေးခုပါတယ်ပေါ့နော်ဒီကောင်လေးနောက်မှကြည့်မယ်ဟောလို့ရခေါ်ပါရကြဒီကောင်အေးဆုံးရှိတယ်နော်ဒါပေါ်လေးဒီကောင်မမျိုး Shumis room okay ဒါပဲနော် reverse hollow chocolate hollow league ပေါ့နော်ဒါကောင်လည်းဆောင်ပေးပါဒီဘိုးပေးမှာပါကျွန်တော်ရန်ကုန်ပြန်ရောက်အောင်မယ်ခဏဆောင်ပေးပါနော်ရန်ကုန်ရောက်တာနဲ့ဒီပုံမှာရှိတဲ့ဒါကောင်က hollow တွေပဲ reverse hollow တွေဒီ share reverse hollow တွေအဲ့ကောင်ကျွန်တော်ပုံပေးပြမှာဒီတော့ wow it's the drill nice okay now look at first so where yes တယ်မှာ is မှာခုကျွန်တော်မျက်စိကျပြီးတော့စုပြနေတဲ့ is တကယ်ရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီကောင်လေးဆို add တယ်ပေါ့နော်သူ add လို့ပြောရမှာနည်းနည်းပြန်ပြီး add တယ်ဒီကောင်လေးဆိုတော့ရမ်းကြိုက်nice မဆိုးရပါတော့ဒီကောင်ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့ဘာကနဲ့မှရှင်းလို့မရအောင်အကြိုက်ဆုံးအမ်ဘီယောဒီတက်တင်းလေးလည်းမိုက်တယ်ခြားရစကြိုက်တယ်အဲ့လိုမျိုးလေကိုကြိုက်တဲ့ကက်လေးတွေကိုပေါ့လိုက်စုတာပို့ပြီးတော့ကိုလည်းပျော်ဖို့လည်းကောင်းတယ်ပြင်မှာလို့ကြိုက်တဲ့ကက်ကအဲ့ဒါဒီ EHပြီးတော့အဲ့ဂျပန်ကက်တွေအင်္ဂလိပ်ကက်ဂျပန်ကက်တွေအင်္ဂလိပ်ကက်တွေတရုတ်ကက်တွေထိုင်းကက်တွေအကုန်လုံးပေါ့နော်ကိုရီးယားကက်တွေအဲ့ကက်တွေကတော့သူတို့ရေးတဲ့ app တွေကအတူတူပဲဒီပုံတွေဘာတွေကဘာမှကွာခြားချက်မရှိဘူးဒီကစာပဲကွာတော့ဒီ background တွေနောက်ကဟာလေးကွာမယ်အဲ့တွေကအကုန်တူပဲပေါ့နော်အဲ့တော့ဈေးနဲ့တိုင်းသုံးချင်လို့ဆိုလို့ရှိရင်တော့လှလေးစုချင်တယ်ဆိုလို့ရတော့အင်္ဂလိပ်ကက်ကြီးကိုအများကြီးမလိုက်စုနေပေါ့နော်ဂျပန်တို့တရုတ်တို့ try ကြည့်ပါသူတို့ရဲ့ဟာလေးတွေမိုက်ပါဒီကောင်ဆိုလို့ရှိရင်ကျွန်တော်ဂျပန်တကအင်္ဂလိပ်တစ်ခါရှိပြီရမ်းကြိုက်တဲ့ကက်တွေကလွဲလို့ရှိရင်တော့တခြား reverse hollow တွေပေါ့အဲ့ဒီကောင်ကတော့ giveaway အကုန်ပေးပြမှာပါဒီကောင်လေးကအကုန်လုံး giveaway ပေးမယ်နော်ပြန်ရောက်ဖို့ပါပဲရန်ကုန်ပြန်ရောက်တာအကုန်လုံးပေးမယ်ဒီ reverse hollow တွေအကုန်လုံးမပေးမှာပါကျွန်တော်အားပေးနေလို့မပေးလို့ကျွန်တော်ဘယ်သူပေးရမှာလဲဟုတ်တယ်လားပြီးတော့အားလုံးလည်းတကယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကြည့်ရကြတော့အငိမ့်နေမှာဆိုလို့ရှိရင်ထမင်းရှင်ပါအဲ့ကောင်ကျွန်တော်ပေးမှာပါနော်အဲ့ဒီနေ့ရတာလေးဖြစ်ပါလိမ့် Seastone trainer with Gravat Scott Tank Scovian Fortress Odon Scudray
escadre လို့ဖတ်တာလားမသိဒီကောင်ကျွန်တော်သိလို့နော် sorry ဒီကောင်ဒေါ်နယ်ထရန့်နဲ့တူပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Eddie ပါနောက်မှတွေ့ကြတာပေါ့ bye bye